အောင်စုမျိုးချစ်ခင်လို့ထင်မှမထားလောက်တဲ့300ကျော်တန်း ABA လက်ဆောင်ပေးခဲ့တဲ့မုံရွာဆရာမိုးတထေးမကြီးရှင်နေခေရဲ့မြမစသပင်လောကကိုပြန်လည်အသက်သွင်းနိုင်ခဲ့ပြီးတော့နိုင်ငံတွင်းကပြည်သက်တရဲ့အသက်နှလုံးကိုအပြည့်အဝသိမ့်ပိုက်ထားနိုင်သူတူကိုပြပါဆိုရင်တော့မင်းသားကျော်အောင်စုမျိုးပဲပြရမှာပဲဖြစ်ပါတယ်လက်ရှိအချိန်မှာတော့အောင်စုမျိုးရဲ့နာမည်ကျော်ကြားမှုနဲ့အောင်မြင်မှုရည်ချင်းဟာတကယ့်ကိုအထွတ်ထိပ်ကိုရောက်နေကြတာပါဇက်ကုံပေါ်မှာဆိုရင်လည်းအဆူအကအပြောဆွမ်းရည်နေတဲ့ပြည်သက်တွေကိုဖန်ဆာနိုင်တယ်လို့ရုပ်ရည်ကလည်းချောမောပြပြလွန်းနာကြောင့်တနိုင်ငံလုံးကအမျိုးသမီးပြည်သက်တွေကကလေးလေးဆိုပြီးတော့တသက်လို့ဝင်းရင်အားပေးနေကြတာပဲဖြစ်ပါတယ်အောင်စုမျိုးရဲ့ပွဲတွေဆိုရင်တော့ရှေ့ဆုံးကနေကြီးစုနိုင်ဖို့အတွက်ဖြာတစ်ချက်ကိုသိန်းနဲ့ချီပေးဝယ်ပြီးတော့အားပေးကြတဲ့အထိသူ့ရဲ့ဆန်ကကြောက်ခမန်းလေးလေးကြီးမားလာပါတယ်ဒီလိုပြည်သူချစ်တဲ့အမှုပညာရှင်တယောက်ဖြစ်လာတာနဲ့အမျှဇာတ်ပင်လောကကနေတဆင့်ရုပ်ရှင်မင်းသားအဖြစ်ကိုပါကူပြောင်းလာနိုင်ခဲ့တယ်လို့နိုင်ငံကျော်စီးပွားရေးလုပ်ငန်းပေါင်းများစွာရဲ့ဗရန်အပစရာအဖြစ်ပါခံရပြီးတော့ကြော်ညာတွေမနာရရိုက်ကူးနေရသူလည်းဖြစ်ပါတယ်ဒီလိုအားပေးနေကြတဲ့ပြည်သက်တွေထဲမှာတော့တာမန်ပြည်သူလူထုတွေသာမကပဲနိုင်ငံကျော်ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တထေးကြီးပါပါဝင်နေတာကတော့အောင်စုမှုရဲ့ထူးခြားတဲ့အချက်ပါပဲအဲ့ဒီအချက်ကမှအောင်စုမှုရဲ့အမာခံပြည်သက်စစ်စစ်ဖြစ်တယ်လို့အမြဲတမ်းလည်းထူးထူးခြားခြားအားပေးလေးရှိတဲ့သူတူကတော့မြန်မာတနိုင်ငံလုံးကမသိသူမရှိတဲ့နမည်ကြီးမုံရွာဆရာမိုးတိုင်းရင်းစဲကုမ္ပဏီပိုင်ရှင်တထေးမကြီးပဲဖြစ်ပါတယ်။သူမကအလွန်ကိုကြည်ကြည်တဲ့ချမ်းသာကြွယ်ဝတဲ့တထေးမကြီးတူဖြစ်ပေမဲ့အောင်စုမျိုးချစ်ခင်အားပေးတဲ့နေရာမှာတော့ဘသူနဲ့မှမတူအောင်ပဲစိတ်အားထက်သန်သူပါ။အရှင်တုန်းကဆိုရင်တော့ဒီတထေးမကြီးဟာသူမရဲ့မိတ်ဆွေအပေါင်းအသင်းဒိတ်ဒိတ်ကျဲတထေးမကြီးရဲ့အတူတူအောင်စုမျိုးရဲ့ဇက်ပွဲကိုအုပ်စုလိုက်ကြီးတွားရောက်အားပေးခဲ့ပူပါတယ်။တက်တောင်တက်တာနေလေးရှိတဲ့တထေးကြီးတွေဖြစ်ပေမဲ့ဇက်ခွင်ထဲမှာတော့တာမန်ပရိသတ်တွေနဲ့ရောနှောပြီးတော့မိုးလင်းပေါတညလုံးကိုထမ်းကြည့်ခဲ့ကြတာပါအဲ့ဒီတော့ကဆိုရင်တော့တထေးမကြီးဟာဇက်ပွဲကိုအားပေးလို့အေးရေးပြက်ပြီးတော့နေမကောင်းဖြစ်ကဆေးရုံတောင်တက်လိုက်ရတဲ့အထိဖြစ်ခဲ့ပါသေးတယ်ဒါအပြင်အောင်စမှုနဲ့စားအဖွဲ့သားတွေအားလုံးကိုလည်းသူမရဲ့စီလိုက်ကြောညာအတွက်ငှားရမ်းပြီးတော့အလောက်ကန်အခွင့်အလမ်းတွေပါဖန်တီးပေးခဲ့ပါသေးတယ်အခုအခါမှာတော့ဒီလိုခိုင်မာတဲ့တန်ရောစင်တွေရှိကြတဲ့မင်းသားနဲ့အမာခံပြည်သက်တထေးမကြီးတို့ဟာအိမ်နီးချင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွားရောက်ဆိုတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။အောင်စုမျိုးတယောက်ဘန်ကောက်ကိုရောက်ရှိနေချိန်မှာတော့မုံရွာဆရာမိုးတထေးမကြီးကလည်းအဲ့ကိုရောက်ရှိနေကြတာဖြစ်ပြီးတော့သူတို့နှစ်ဦးဟာရင်းနေတွေ့ဆုံခဲ့ကြတာပဲဖြစ်ပါတယ်။ဒီလိုတွေ့ဆုံချိန်မှာတော့အမြဲတမ်းလက်ဖွာပြီးတော့စေတနာကြီးတဲ့တထေးမကြီးကသူမရဲ့အသေးကျော်မင်းသားလေးကိုတော့အထူးလက်ဆောင်ကြီးတွေပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ကဘာကျော်အမတ်တစိဖြစ်တဲ့အလုံကိုတန်ဖိုးကြီးမာလာတဲ့AV8 တင်နဲ့တခြားသောအသုံးဆောင်ပစ္စည်းတွေကိုတော့300နဲ့ထောင်နဲ့ချီပြီးတော့အကုန်ကြခံကဝယ်ယူပြီးတော့အောင်စုမှုကိုရရလက်ဆောင်ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါရီမကသေးပါဘူး။သိန်းထောင်ချီတန်တဲ့လက်ဆောင်တွေပေးအပ်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ဦးဟာဘန်ကောက်မြို့ရဲ့လမ်းမတွေပေါ်မှာအထင်ကရနေရာတွေမှာအတူတူလမ်းလျှောက်လဲပတ်ခဲ့ကြပြီးတော့ကျင်းနှူးစရာကောင်းတဲ့မတ်တန်းတင်ပုံရိပ်လေးတွေကိုလည်းပြည်သက်တင်မြင်တွေ့ခဲ့ကြရပါတယ်။အနုပညာရှင်တယောက်ကိုသားသမီးတယောက်လို့မောင်နှမအရင်ချတယောက်လို့သဘောထားပြီးတော့အတူတူလဲပတ်နေကြတဲ့မြင်ကွင်းဟာလူမှုကွန်ရက်စာမျက်နှာတွေထဲမှာတော့အတော်လေးကိုရေပန်းစာလူပြောများသွားခဲ့တာပဲဖြစ်ပါတယ်။အာဇူရဲ့ပြည်သက်တွေအနေနဲ့ကတော့ကိုချစ်တဲ့အမှုပညာရှင်ကိုအခုလိုနိုင်ငံကျော်ထိပ်တန်းလုပ်ငန်းရှင်တထေးမကြီးတူကတမိုးကြီးလက်ဆောင်တွေပေးအပ်ပြီးတော့နေရာတကာမှာတမိုးထားဆက်ဆံတာတွေကိုမြင်တွေ့ရတဲ့အတွက်အလွန်ပဲဝမ်းသာပီတိဖြစ်နေကြတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါပြည်သက်ကြီးတို့ရောအခုလိုမုံရဆရာမိုးတထေးမအပေါ်မှာမမီတို့ရဲ့အမြင်ကိုလည်းပြောသွားကြပါအောင်နော်။